အားလုံးပဲမင်္ဂလာပါကေဂျပန်ဆိုင်ရနေကြိုဆိုပါတယ်နော်အခုလေတိုက်ဝင်များလေးတွေနော်ချရစည်းချပြီးတော့မှလှလှလေးတွေရောင်းပေးနေပါတယ်ဒါလေးဆိုဒီမှာကြည့်ဒါမျိုးလေးနော်လှတယ်ရှင်ဒါလေးလေးနော်ဒီလိုမျိုးလေးပါဒီမှာတစ်စိတ်ကလေးအောင်ဒါလေးက3ချက်ကိုမှ2200ပါဒီမှာကြည့်ဒီလိုမျိုးလေးပါနော်ဒီမှာကြည့်လှမလှရှင်ဒါလေးက3ချက်ကိုမှ2200ပါဒီမှာအပြာစင်လေးနဲ့နော်ဒါလေးကအဖြူအစင်လေးနဲ့3ချက်ကိုမှ2200ပါနော်ဒါလေးကသူ့ရဲ့အကျယ်ကကြတော့10လက်မရှိပါတယ်နော်ဒါလေးက10လက်မှ3ချက်ကိုမှ2200ပါနော်3ချက်လိုက်လေးယူရပါတယ်နော်ဒီမှာဒါလေးလဲ3ချက်ကိုမှ2200ပါနော်အတွဲလိုက်ကြီးတခါလေးတွဲထားပေးပါတယ်ဒီမှာကြည့်လှပါရှင်ဒါလေးကြိုက်တဲ့အတွေးလေးယူပါနော်ဒါလေးကဒီမှာအဖြူပြင်းလေးဘေးကနေရစ်ကလေးနဲ့အဲဒီကသမင်းစားပကံနေနော်ဒါလေးဆိုရင်လည်းဇောင်းနဲ့ကလေးနော်ဒီမှာကြည့်ဒီလိုမျိုးလေးပါဇောင်းနဲ့ကလေးပါနော်ဒီလိုမျိုးလေးလှပါတယ်နော်ဒီဥစ္စာလေးသူ့ရဲ့ဒါလေးကသူ့ရဲ့ site ကဆိုရင်သူ10လက်မှရှိတယ်ဒါလေးက10လက်မှရှိတယ်နော်ဒါလေးကလည်းဒါလေးကလည်း10လက်မှပဲရှိပါတယ်ရှင်ဒါလေးကတော့နည်းနည်းရောင်လေးဒါလေးကတော့6လက်မှခွဲရှိပါတယ်เนาะသူရောင်လေးဒါလေးကလည်း3ချက်တွဲဟိုမှာ2200မှာလှပါတယ်ရှင်ဒါလေးဒီမှာကြည်เนาะဒီလိုမျိုးလေး3ချက်တွဲလေးယူပါမှာယူခြင်းနဲ့ဆိုရင်เนาะ Viber နံပါတ်0989969548ကိုမှာယူလို့ရပါတယ်เนาะဖုန်းလေးဆက်မှာလိုက်ရင်တော့ပို့ပြီးမြန်တာပေါ့ရဖို့တည်ကြတာပေါ့ဈေးလေးတွေကအနည်းဆုံးဈေးကိုတောင်ရှင်းဆိုင်ရှင်းနေတာမို့လို့ဈေးနှုန်းတက်တာလေးတွေအနည်းဆုံးလေးပေးထားပါတယ်เนาะဒီမှာကြည့်နော်ဆိုင်ကိုလာပြီးအားပေးမယ်ဆိုရင်တော့မဟာမြိုင်မီပိုင်ဘက်ထူးစေကုန်းမော်ဥတာမြို့တဲ့အနော်ရှာလန်းကိုလာပြီးအားပေးလို့ရပါတယ်ရှင်ပစ္စည်းလေးတွေလိုချင်တယ်ဆိုရင်လည်းဟယ်လိုဖုန်းဆက်လိုက်ပြီးတော့မှစရန်လေးတော့မာယူတာတေချောင်း9000လေးကောက်ပြီးတော့ဖယ်ထားခိုင်းလို့ရပါတယ်3 kg ကို4500လောက်ကျတဲ့အတွက်3 kg လေးပြေးမှဒယ်လီကိုချခိုင်းရင်လည်းရပါတယ်နော်အားလုံးအိမ်ရောက်ငွေချေပို့ဆောင်ပေးနေပါတယ်အားပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်ဆိုင်ကိုလာပြီးတော့လည်းအားပေးလို့ရတယ်နော်ကေဂျပန်ဆိုင်မှာကပကံအပြင်စတီဂျပန်စတီပကံエアコンရှော်ဆက် TV ရေခဲအကြီးအသေးရေခဲဝမ်းတူရေဘူးရေအေးလီပန်ကာနောက်ပြီးတော့ကမီးဘူတို့ထမင်းပေါင်းအိုးတို့ဒဲနီတို့အဆုံရှိပါတယ်နော်ဆိုင်ကိုလာပြီးအားပေးလို့လည်းရပါတယ်ရှင်ဆိုင်ကိုလာတဲ့အချိန်မှာဆိုင်ရဲ့နေရာလေးကိုမတည်ဘူးဆိုရင်ဖုန်းလေးဆက်ပြီးမေးလို့ရပါတယ်အားမနာပါနဲ့နော်အားပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်ဂျပန်ဆိုင်ကေဂျပန်ဆိုင်မှာပစ္စည်းမျိုးစုံရှိပါတယ်